သွားပြီဆိုတော့အခုသမင်းလေးခူးရင်လှဘယ်လိုလုပ်ရလဲဆိုတော့ပြပြီနော်ဒါတော့သမင်းလေးကြက်သွားပါပြီဒီမှာပါသမင်းလေးကော့စင်းတာနော်ကော့စင်းတာဒီသမင်းလေးကိုကြက်ပြီးချင်းကိုဒီလိုตาလေးဘေးကနေဒီလိုရောင်းမလေးနဲ့ตาလေးမှုတ်ပေးပါမယ်အဲ့လိုမှုတ်ပေးတဲ့အခါကျတော့သမင်းခူးတဲ့အခါကျလို့ရှိရင်အတုံးလိုက်ကြီးမဖြစ်နေတော့ဘူးเนาะသမင်းလေးတွေကအခက်ကလေးနဲ့လှလေးထွက်လာမှာပေါ့เนาะဒီမှာဘေးလေးတို့ตาလေးရောင်းမလေးနဲ့အตาလေးခဲမနေအောင်ตาလေးမှုတ်ပေးပါမယ်တူလေးရှိရင်လည်းတူလေးနဲ့မှုတ်ပေးလို့ရပါတယ်တူဒုတ်ချောင်းလေးနဲ့ပေါ့เนาะအตาလေးလိုလေးမှုတ်အဲဆိုရင်သမင်းကခူးတဲ့အခါမှာအတုံးလိုက်ကြီးကိုဖဲ့ပြီးခူးမနေရတော့ဘူးเนาะသမင်းလည်းစံကြောလည်းမပြတ်တော့ဘူးပို့ပြီးတော့လာပါတယ်သမင်းကခုမှကြက်တာဆိုအငွေ့တွေနဲ့ကင်မရာတော့ဖုံးဒီလိုလေးပါဒီလိုလေးမှုတ်ပြီးပါမယ်အဲဒါဆိုသမင်းခွင်းလည်းလှရပါတော့အဲ့လိုလေးပါအဲဆိုတော့သမင်းလေးကိုပိုးထဲထည့်တဲ့အခါကျလို့ချင်းသူကလှလေးဖြစ်သွားပါပြီကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်